င်ဆာရောဂါကုသရေးအတွက်ရေးပါတဲ့အခြေခံအချက်လက်တွေကိုရှာဖွေသိရှိခဲ့မှုအတွက်အမေရိကန်နိုင်ငံသား2ဦးနဲ့ဂျပန်နိုင်ငံသားသိပ္ပံပညာရှင်3ဦးတို့ဟာ2025ခုနှစ်အတွက်ဇီဝကမ္မဗေဒသို့မဟုတ်ဆေးပညာနိုဘယ်ဆုကိုရရှိခဲ့ကြောင်းသိရှိရပါတယ်။အမေရိကန်သိပ္ပံပညာရှင်2ဦးမှာ Seattle System Biology Research Institute မှာအကြီးတန်းမန်နေဂျာ Mary Branco 64နှစ်နဲ့ Sonoma Biotherapeutics ဇီဝနည်းပညာ Corporation မှာအကြံပေး Fred Ransdell 65နှစ်တို့ဖြစ်ကြပါတယ်။ဂျပန်နိုင်ငံဘက်မှာအိုဆာကာတက္ကသိုလ်ဂုဏ်ထူးဆောင်ပါမောက္ခရှီမွန်ဆာကာဂူချီ84နှစ်တို့ဖြစ်ကြပါတယ်။ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့အပြင်လွှာဒုတိယစီးဟာကိုယ်ရဲ့အကျိုးပြုတ िश ူတွေကိုတိုက်ခိုက်မှုမရှိဘဲတုံ့ပြန်မှုမဲ့တဲ့အခြေအနေကိုရှာဖွေသိရှိခဲ့မှုတဲ့သူရှိမြင်ခဲ့တာဖြစ်တယ်လို့ဆွီဒင်နိုင်ငံ Karolinska Institute ခြေဆိုင်နိုဘယ်ဆုရွေးချယ်ရေးကော်မတီကထုတ်ပြန်ကြေညာခဲ့ပါတယ်။ကိုယ်ခံအားစနစ်ဟာပုံမှန်လက်ပတ်မှုမရှိခဲ့ရင်လူခန္ဓာကိုယ်ကိုပြန်လည်ဒုက္ခပေးတတ်ပါတယ်။သူတို့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာသုတေသနအသစ်တွေတဲ့အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။ကင်ဆာလိုယောဂမျိုးတွေကုသနိုင်မှုတွေတိုးတက်မှုခြေလှမ်းဖြစ်လာခဲ့ပါတယ်လို့သူရေးချော်ရေးကော်မတီကထုတ်ပြန်ခဲ့ပါတယ်။1900ခုနှစ်မှာစပြီးဆေးပညာနိုဘယ်ဆုကိုချီးမြှင့်လာခဲ့သည်မှာယခုနှစ်ဆိုရင်116ကြိမ်တိုင်ခဲ့ပြီလို့သိရပါတယ်။ဂျပန်နိုင်ငံဟာဇီဝကမ္မဗေဒသို့မဟုတ်ဆေးပညာနိုဘယ်ဆုကိုမကြာခဏရရှိလေရှိတယ်လို့လည်းသိရပါတယ်။2018ခုနှစ်တုန်းကလည်းဂျပန်ဆေးသိပ္ပံပညာရှင်တာဆုကုဟွန်ဂျိုဟာကင်ဆာကုထုံးတွေကိုရှာဖွေသိရှိခဲ့မှုအတွက်ဆေးပညာဆုကိုရရှိခဲ့ပူပါတယ်။2016ခုနှစ်မှာဆဲအဟောင်းတွေပျက်စီးပြီးဆဲအသစ်တွေဖြစ်ပေါ်စေတဲ့သဘာဝဖြစ်စဉ်သုတေသနအတွက်ဆဲဇီဝသိပ္ပံပညာရှင်ယိုရှိနိုရီအိုဆုမီလည်းဆေးပညာဆုရရှိခဲ့ပါတယ်2015ခုနှစ်မှာဇီဝဓာတုပညာရှင်ဆာတိုရှီအိုမူရာ2012ခုနှစ်မှာဆဲသုတေသီရှင်ယာမာနာကာတို့လည်းဆေးပညာနိုဘယ်ဆုကိုရရှိခဲ့ပူကြောင်းသိရပါတယ်ယခုနှစ်ရရှိခဲ့တဲ့ဆာကာဂူချီဟာဂျပန်နိုင်ငံအတွက်6ဦးမြောက်ဆေးပညာနိုဘယ်ဆုရှင်ဖြစ်လာခဲ့ပြီးသိပ္ပံပညာရဲ့ကဏ္ဍမှာကြည့်ရင်ဂျပန်နိုင်ငံအတွက်26ဦးမြောက်နိုဘယ်ဆုရှင်ဖြစ်တယ်လို့သိရပါတယ်။သူရရှိသူ3ဦးဟာသူချင်းငွေအမေရိကန်ဒေါ်လာ1.2သန်းနဲ့ညီမျှတဲ့သူချင်းငွေကိုခွဲဝေရယူရမှာဖြစ်တယ်လို့သိရပါတယ်။